ထိုမျိုးသားသည်နိုးလာသောအခါခြေထောက်တွင်ထူးဆန်းသောရရမှုကိုခံစားခဲ့ရသည်သူသည်ကုတ်ရန်လက်လန်းလိုက်တော်လဲသူ၏ခြေထောက်ကိုမလှုပ်ရှားနိုင်ကြောင်းသိလိုက်ရသည်သူသည်လုံးဝဝေခွင့်မရဖြစ်ကလှဲလျောင်းနေစဉ်ရုတ်တရက်အမျိုးသမီးတဦးသည်သူ့ဘေးတွင်မတ်မတ်ထိုင်လိုက်သည်သူတို့နှစ်ဦးစလုံးတပြိုင်နက်တည်းအိတ်ခဲသွားကြပြီးဆောင်းကိုဖယ်လိုက်ကြရာသူတို့နှစ်ဦးစလုံးတွင်အဝတ်စားတစ်ထည်မျှဝတ်ဆင်ထားခြင်းမရှိသည်ကိုတွေ့လိုက်ရသည်သူတို့သည်ဆောင်းကိုကိုယ်ပေါ်သို့အမြန်ပြန်ချုံလိုက်ကြသည်ထိုအမျိုးသမီးကအော်ဟစ်ကသူ့ကိုကရင်ပေါ်မှကန်ချလိုက်သည်သူမသည်အဝတ်စားများရှာရန်ကမှုရှုထိုးစူးစားတော်လဲထိုမျိုးသားကဆောင်းကိုသူ့အတွက်ဆွဲယူထားလိုက်သည်သူမကပြန်ဆွဲရာချေချော်ပြီးကရင်ပေါ်မှလိမ့်ကျသွားခဲ့သည်ကျမဘယ်ရောက်နေတာလဲရှင်ကျမကိုဘာလုပ်လိုက်တာလဲထိုမျိုးသားတွင်လည်းအဖြစ်မရှိခဲ့ပေအမျိုးသမီးကသူမ၏ကာဝင်ကိုအလောတကြီးကောက်ယူလိုက်တော်လဲရင်းမှအလဲမှအကြီးကျယ်ဆုပ်ပြဲနေသည်ကိုတွေ့လိုက်ရသည်သူမကသူ့မျက်နှာကိုကြည့်ကလူယုံမှဟုဆဲဆိုခဲ့သည်ထိုမျိုးသားသည်လွန်ခဲ့သည့်ညကအကြောင်းကိုလုံးဝမမှတ်မိချေစပွဲပေါ်ရှိဝိုင်ပလင်းကိုသူတို့နှစ်ဦးစလုံးမြင်လိုက်ရသည့်အခါမှသာလွန်ခဲ့သည့်ညကဘာတစ်ခုတွင်စုံခဲ့ကြသည်ကိုပြန်လည်တရိယာလာကြသည်ထိုမျိုးသမီးကသူ့ကိုတမင်တကာအရက်မှုအောင်လုပ်သည်ဟုဆွဆွဲခဲ့သည်သို့သောထိုမျိုးသားသည်သူမကိုတခါညမမြင်ဘူးတလို့ဝိုင်ပလင်းပို့ပေးခဲ့သူလည်းမဟုတ်ပေသူတို့နှစ်ဦးစလုံးအသက်ပြင်းပြင်းရှူကာစိတ်အေးလက်အေးရှိသွားကြပြီးယခုကိစ္စကိုဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်ရန်သဘောတူခဲ့ကြသည်သူတို့လမ်းခွဲခါနီးတွင်ထိုအမျိုးသား၏ရီးစားရောက်လာသည်သူကရှင်းပြရန်အပြေးလွှားသွားခဲ့တော်လဲသူ၏ရီးစားကဂယုမဆိုင်ဟန်ဖြင့်ပျော်ပျော်ပါပါနေကြရန်ပြောကထွက်ခွာသွားခဲ့သည်ထိုမျိုးသား၏အမိမှာတိုရီထရာဖြစ်ပြီးကိုရီးယားတွင်နာမည်ကြီးရုပ်သံဇာတ်လမ်းတွေများစွာရေးသားခဲ့သည့်လူသိများသောဇညွှန်းရေးဆရာတဦးဖြစ်သည်သူကရုံးခန်းထဲသို့ဝင်လာသောအခါလူတန်ကြီးသုံးဦးကသူ့ကိုစောင့်ဆိုင်နေသည်ကိုတွေ့လိုက်ရသည်သူတို့သည်တာမန်လူများမဟုတ်ကြောင်းသိတာလာသည်တိုရီကဘာလို့ကျင်တယ်လဲဟုဂယုတဆိုင်မင်းများရာရင်းတို့ထဲမှတဦးကမိသားစုဝင်စည်ရင်ကိုထုတ်ပြခဲ့ပြီးထိုအခါမှသာတိုရီသည်အမှန်တရားကိုသိရှိခဲ့ရသည်လွန်ခဲ့သည့်ညကအမျိုးသမီးမှာဂျန်ဂယုဂျင်ဂရုဥက္ကဋ္ဌဟောင်းသမီးဖြစ်သူ HF ဖြစ်သည်ထိုလူသုံးဦးမှာသူမ၏အကိုဖြစ်သူထံတွင်အလုပ်လုပ်နေသူများဖြစ်ပြီးသူမလွန်ခဲ့သည့်ညကအိမ်ပြန်မလာဘဲတိုရီနှင့်အတူရှိနေခဲ့ကြောင်းသိရှိပြီးနောက်လွတ်လိုက်ခြင်းဖြစ်သည်တိုရီကပြင်းမှနားလည်မှုလွယ်ခြင်းသာဖြစ်ပြီးဘာမှမဖြစ်ခဲ့ကြောင်းအခိုင်အမာပြောကြားခဲ့သည်ထိုအကိုဖြစ်သူကထိုစကားကိုကြားပြီးနောက်သူ့လူများကိုတိုရီအားချက်ချင်းရိုက်နှက်ခိုင်းခဲ့သည်အမျိုးသားနှင့်အမျိုးသမီးတဦးတညလုံးအတူရှိနေခဲ့ပြီးမှညှင်းဆိုရဲသေးသည်ဟုဆိုကာဖြစ်သည်တိုရီကရင်းကိုဒီတိုင်းလွတ်မထားဘဲအိတ်ကိုခေါ်ထုတ်ကသူမ၏အကိုနှင့်ရှင်းလင်းပေးရန်တောင်းဆိုခဲ့သည်အိတ်ကသူပြောသည်ကိုထောက်ခံပေးပြီးချက်ချင်းတောင်းပန်ခဲ့သည်သို့သောတိုရီကလက်မခံဘဲသူတို့မိသားစုတစ်ခုလုံးကိုလူဆိုးကိုင်းငါးဘဟုခေါ်ဆိုခဲ့သည်မင်းကသူမကိုစိတ်ဆိုးစေခဲ့သည်သူမ၏မိသားစုသည်ရခင်က White Tiger Trail ဟုခေါ်သောမြေအောက်လူဆိုးကိုင်းတွင်ရှိခဲ့ပူတော့လဲလွန်ခဲ့သောအချိန်ကလေးကပြင်းမှနှုတ်ထွက်ခဲ့ပြီးယခုအခါတရားဝင်စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်နေခြင်းဖြင့်ဖြစ်သည်လူဆိုးကိုင်းဟုအခေါ်ခံရခြင်းကိုသူမလုံးဝသီးမခံနိုင်ချေတိုရီသည်ချက်ချင်းပင်ပါဆက်ပိတ်သွားခဲ့သည်ထိုညတွင်တိုရီသည်သူ၏ရီးစားထံသို့တွားရောက်တောင်းပန်ခဲ့တော်လဲစကားတခုမျှမပြောရသေးခင်မှာပင်တကားကိုဝုန်းခနဲ့ပိတ်ပစ်ခြင်းခံခဲ့ရသည်သူမစိတ်ဆိုးနေတုန်းပဲဟုသူထင်မှတ်ခဲ့သည်သို့သောသူမတကားပိတ်လိုက်သည်နှင့်ချက်ချင်းပင်အွန်လိုင်းတွင်လွှင့်ကာချမ်းသာသောဖန်တအုပ်ကပေးပို့လိုက်သည့်တန်ဖိုးကြီးအိတ်အတွက်ကျေးဇူးတင်စကားပြောကြပြီးထိုသူနှင့်လူချင်းတွေ့ဆုံရန်စီစဉ်နေသည်ကိုသူမသိခဲ့ပေတိုရီသည်ကိစ္စရပ်များကိုမြည်တို့ပြေလည်အောင်ဖြေရှင်းရမလဲဟုစဉ်းစားရင်းအိမ်သို့ပြန်လာစဉ်အိမ်၏အကိုကရုတ်တရက်ဖုန်းခေါ်ဆိုခဲ့သည်သူသည်လန့်သွားလုံးသဖြင့်သူ၏ဖုန်းမှာခြေထောက်စိန်ထားသည့်ရေပုံးထဲသို့တက်တက်ကျသွားခဲ့သည်ဥက္ကဋ္ဌဟောင်ကသူမ၏အနာဂတ်သမက်လောင်းနှင့်တွေ့ဆုံခြင်းနေခြင်းဖြစ်သည်တိုရီသည်အိတ်ကိုလိုက်ရှာပြီးသူမ၏မိခင်နှင့်ကိစ္စကိုဖြေရှင်းပေးရန်တောင်းရမ်းခဲ့သည်ဖုန်းလိုင်းချိတ်ဆက်မိသည်နှင့်ချက်ချင်းပင်တစ်ဖက်မှအတန်ထွက်ပေါ်လာသည်နင်တို့နှစ်ယောက်လုံးချက်ချင်းရောက်မလာရင်ငါနင်တို့ရဲ့လက်တွေခြေထောက်တွေကိုဖြက်မျက်လုံးတွေကိုဖောက်ပြီးကျန်တဲ့အစိတ်အပိုင်းတွေကိုမြစ်ထဲမြုပ်ပစ်မယ်တိုရီသည်ဖုန်းကိုချက်ချင်းချပစ်လိုက်သည်သို့သောသူ၏အသက်အန္တရာယ်နှင့်ကြုံတွေ့နေရသဖြင့်သဘောတူရုံမှတပါအခြားရွေးချယ်စရာမရှိခဲ့ပေအနီးနားရှိတစ်ပင်များကြားတနေရာတွင်မူအိမ်၏အကိုလွတ်လိုက်သောလူတဦးကသူတို့၏လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့သည်အရာအလုံးမှာအစကတည်းကသူမ၏အကိုဖြစ်သူကစီစဉ်ထားခြင်းဖြစ်သည်